Hello မင်္ဂလာပါHello အားလုံးပဲမင်္ဂလာပါဒီအားလုံးပဲမင်္ဂလာဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ social media လောကမှာအောင်မြင်နေတဲ့ lifestyle blogger content creator အကြတယောက်ဖြစ်တဲ့ကိုတီတီအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကိုတီတီကိုမာမီ blog ဆိုတဲ့ channel လေးနဲ့တစ်ဆင့်အားလုံးရှင်းနေပြီးသားဖြစ်မှာပါသူရဲ့ငယ်ဘဝနဲ့နောက်ပိုင်းစကြောင်းကိုတီတီကို1995ခုနှစ်မေလ9ရက်နေ့အရှင်ပြည်နယ်တနိုင်းမြို့မှာမွေးဖွားခဲ့တာသူကပညာရေးမှာလည်းတော်တော်လေးကိုထူးခြားတဲ့သူတစ်ယောက်ပါစင်ကာပူ BCA Academy ကနေပြီးတော့လည်းဒီပလိုမာရရှိခဲ့ပါAustralia နိုင်ငံကြီး University of Wollongong UOW မှာလည်း Civil Engineer ဘာသာရပ်နဲ့ပညာသင်ယူခဲ့ပါတယ်။ဘာကြောင့်ဒီလောက်နာမည်ကြီးရလဲ။ကိုတီတီကိုလူရှိလူခင်များစေတဲ့အချက်ကတော့သူရဲ့ lifestyle blog တွေလူငယ်တွေအတွက် inspire ဖြစ်စေတဲ့ content တွေကြောင့်ပါ2019ခုနှစ်မှာလည်း fan favorite influencer of the year ဆုကိုစကူနိုင်ခဲ့ပါတယ်။ YouTube social media မှာသူရဲ့တင်ဆက်မှုပေါ်ဒီလေးတွေကြောင့်လည်း platform ပေါင်းစုံမှာ audience အခိုင်အမာရရှိထားပါတယ်။ထို့အပြင်ကိုတီတီရဲ့တခြားဘာတွေလုပ်သေးလဲ။သူကဘလော့ရိုက်တော့မကဘဲနဲ့သူတက်နောက်ထားတဲ့ branding social media content creation အတတ်ပညာတွေကိုရှားသူတွေပါတည်အောင် online course တရားနဲ့ဖွင့်ပြီးဝေမျှပေးခဲ့ပါသေးတယ်။နောက်ပြီးတော့ star တယောက်အနေနဲ့လည်းအပြင်လှုပ်ရှားမှုတွေလုပ်ကိုင်နေအောင်လည်းတွေ့ရပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ခေတ်လူငယ်တွေအတွက်ကိုဝါဒနာကိုအောင်မြင်ဘလို့အကောင့်တွေဖွဲ့ရမလဲဆိုတာကိုကိုတီတီကနေပြီးတော့တက်ပြီးပြနေတာဖြစ်ပါတယ်။အားလုံးလည်းကိုတီတီ channel ကြည့်ပြီးတော့သူစနေကူးကြစခွန်ရရှိမလို့လည်းမျှော်လင့်ပါတယ်